多利亚江တမာကျန်းစာဤစတုထမြောက်ကျန်းကန်တာရအလေးတွင်နှစ်ပေါင်း40ရှောက်လှမ်းခဲ့သောဖျားသခင်ဤလူမျိုးတော်တို့ဤခရီးစဉ်ဖြစ်သည်ယုံကြည်ခြင်းပုန်ကန်ခြင်းစမ်းသပ်ခြင်းနှင့်ဖျားသခင်ဤတစ္ဆာတရားကိုဤကျမ်းတွင်မြင်တွေ့ရသည် ဖျားသခင်သည်မောရှေကိုဣသရေလလူမျိုးတို့၏တငောင်စရင်ကိုကောက်ယူစေခဲ့သည်စစ်တိုက်နိုင်သောယောက်ျားတိုင်းကိုမျိုးနွယ်အလိုက်စုစည်းခဲ့ကြသည်ဖျားသခင်သည်စီကန်းရှိသောလူမျိုးကိုတည်ဆောက်နေခဲ့သည် လေဝိအမျိုးသည်တဲတော်အမှုတော်ကိုဆောင်ရွက်ရသောတန့်ရှင်းသောအမျိုးဖြစ်သည်သူတို့သည်ဖျားသခင်၏ရှေ့တော်တွင်အမှုတော်ထမ်းဆောင်သူများဖြစ်ကြသည်အချို့သူများသည်မိမိတို့အသက်တာကိုဖျားသခင်ထံတီးတန့်အနှံရန်နာဇရိတ်သစ္စာပြုကြသည်ဤသည်မှာတန့်ရှင်းခြင်းနှင့်စက္ကပ်ခြင်း၏အမှတ်တသားဖြစ်သည်နောက်ဆုံးတွင်ဣသရေလလူမျိုးတို့သည်တိနာတောင်မှထွက်ခွာကြသည်သူတို့၏ရှိတွင်မိုးတိမ်တိုင်သည်လမ်းပြနေခဲ့သည် သို့သောခရီးလန်းခက်ခဲလာသည်နှင့်လူများသည်ညည်းညူကြသည်အဲဂုတ္တုပြည်မှာပိုကောင်းတယ်ဟုသူတို့ပြောကြသည်ယုံကြည်ခြင်းသည်စမ်းသပ်ခံရသည် ဖျားသခင်သည်ကောင်းကင်မှမန္နာကိုပေးတော်မူခဲ့သည်ငတ်မွတ်သောလူများအတွက်ငုံငှက်များကိုလည်းပို့ပေးခဲ့သည်သို့တော့လူတို့၏စိတ်နှလုံးမှာမချေနှက်သေးပေ မောရှိကိုစန့်ကျင်တော်သူများသည်ပြင်ပလူများသာမဟုတ်ကြသူ၏အမမိရိယနှင့်အကိုအာရုံတို့ပင်မောရှိကိုဝေဖန်ခဲ့ကြသည်သို့တော့ဖျားသခင်သည်မောရှိကိုကာကွယ်တော်မူခဲ့သည် မောရှေသည်ဂတိတော်မြေကိုစူးစမ်းရန်သူလျို12ယောက်ကိုစေလွှတ်ခဲ့သည်သူတို့သည်အသီးအနှံများပြည့်ဝသောမြေကိုတွေ့မြင်ခဲ့ကြသည်သို့သောကြီးမားသောရန်သူများကိုလည်းတွေ့ခဲ့ကြသည် သူလျှို30ယောက်ကကျွန်ုပ်တို့မနိုင်ပါဟုပြောကြသည်သို့တော့ယောရှုနှင့်ကာလက်ကဖျားသခင်နှင့်အတူကျွန်ုပ်တို့နိုင်မည်ဟုယုံကြည်ခြင်းဖြင့်ကြေညာခဲ့ကြသည် လူတို့၏မယုံကြည်မှုကြောင့်ဖျားသခင်သည်ထိုမျိုးဆက်ကိုကမ်းတားရတွင်40နှစ်လည်စီခဲ့သည်ယုံကြည်ခြင်းမရှိခြင်းသည်ဂတိတော်ကိုဆုံးရှုံးစေသည် ကောရနှင့်သူ၏အပေါင်းအပါတို့သည်မောရှေကိုဆန့်ကျင်ပုန်ကန်ခဲ့ကြသည်သို့သောညီကြီးသည်ပွင့်ကာသူတို့ကိုမျိုးချခဲ့သည်ဖျားသခင်၏အခွင့်အာဏာကိုလူသားသည်မထီမဲ့မြင်မပြုနိုင် ဖျားသခင်သည်အာရုံကိုရွေးချယ်ထားကြောင်းတသိပြရန်6တွေ့နေသောတောင်ဝေးကိုပန်းပွင့်စေတော်မူခဲ့သည် လူများရေငတ်လာသောအခါဖျားသခင်သည်မောရှိကိုကြောက်အားစကားပြောရန်မိန့်တော်မူခဲ့သည်သို့သောမောရှိသည်ဒေါသဖြင့်ကြောက်ကိုရိုက်ခဲ့သည်ထိုအဖြစ်ကြောင့်မောရှိသည်ဂတိတော်မြေထဲမဝင်ရတော့ပြီ လူတို့၏ညည်းညူမှုကြောင့်မီးမွေများတက်ထဲသို့ဝင်လာခဲ့သည်လူများစွာတေဆုံးခဲ့ကြသည် ဖျားသခင်သည်မောရှိကိုကြီးဝါမွေရုပ်ပြုလုပ်စေခဲ့သည်မွေရုပ်ကိုယုံကြည်ခြင်းဖြင့်ကြည်တော်သူတိုင်းအသက်ရှင်ခဲ့ကြသည်ဤဒီမှာခရစ်တော်၏ကယ်တင်ခြင်းကိုကြိုတင်ပုံဖော်ထားခြင်းဖြစ်သည် Prophet Balaam သည်ငွေကြေးအတွက်ဖျားသခင်၏အလိုတော်ကိုချိုးဖောက်ရန်ကြိုးစားခဲ့သည်သို့သောသူ၏မီးသည်ကောင်းကင်တမန်ကိုမြင်ခဲ့သည်ဖျားသခင်သည်မီး၏ပါးစပ်ကိုပင်ဖွင့်တော်မူခဲ့သည် မောရှေ၏အချိန်ကုန်ဆုံးလာသည်ဖျားသခင်သည်ယောရှုကိုခေါင်းဆောင်အသစ်အဖြစ်ခန့်အပ်တော်မူခဲ့သည်တောလေယာချမ်းသည်ကန်ဒါယခရီး၏မှတ်တမ်းသာမဟုတ်ပါယုံကြည်ခြင်းနှင့်မယုံကြည်ခြင်းကြားလူသား၏တိုက်ပွဲဖြစ်သည်ဣသရေလတို့ကဲ့သို့ကျွန်ုပ်တို့လည်းဘဝခရီးတွင်ရှောက်လန်းနေကြသည်ဖျားသခင်ကိုယုံကြည်သူများသည်ဂတိတော်မူသို့ရောက်ကြလိမ့်မည် အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီလိုဇာတ်လမ်းတွေကိုအမြဲကြည့်ရှုနိုင်အောင်ကျွန်တော်ရဲ့ channel ကို like and subscribe လုပ်ပေးဖို့မမေ့ပါနဲ့နော်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံပါမယ်